နေ့စဉ်ဒေသနာဝင်ငါချင်းအစီအစဉ်မှာအားလုံးကိုသခင်ယေရှုနာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာတလို့ဤနှုတ်ကပတ်တော်မြတ်ကိုနေရာဒေသအသီးသီးမှခံယူကြသောဓမ္မမိတ်ဆွေအယောက်စီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ကြောင်းပမာဏအနေဖြင့်ပြောပါရစေကျွန်တော်တို့ယနေ့တရက်တာအတွက်မိမိရဲ့အသက်တာကိုတိဆောက်မိနှုတ်ကပတ်တော်မြတ်ဤကောင်းစဉ်ကအစအဦး၌ငယ်တော်လေအဆုံး၌အလွန်ကြီးပွားလိမ့်မည်အခြေပြုတမန်ကျမ်းစာနှုတ်ကပတ်တော်မြတ်တစ်ပိုက်ကိုဖတ်မှာဖြစ်ပါတယ်ယောဘဝတ္ထုအခန်းကြီး၈အခန်းငယ်9သင်သည်အစအဦး၌ငယ်တော်လေနောက်ဆုံး၌အလွန်ကြီးပွားလိမ့်မည်ဒီနှုတ်ကပတ်တော်မြတ်ကိုရှုအားအမျိုးသားဘိလဒစ်ကနေပြီးတော့မှုဆိုသောသူ့ရဲ့အားပေးစကားတစ်ခုဖြစ်ပါတယ်အဲ့ဒီအချိန်မှာယောဘဆိုတဲ့ပုဂ္ဂိုလ်ဟာဆင်းရဲဒုက္ခများနှင့်အတူနာကျင်ခြင်းဝေဒနာကိုခံစားနေရသောအချိန်ဖြစ်ပါတယ်အင်မတန်မှခဲယဉ်လာတဲ့ယောဘရဲ့အသက်တာကိုနော်သူ့ရဲ့လုပ်ဖို့ဆောင်ဘက်သူ့ရဲ့မိတ်ဆွေကနေပြီးတော့တင်သည်အစအဦး၌ငယ်တော်လဲနောက်ဆုံး၌အလွန်ကြီးပွားလိမ့်မယ်လို့ပြောဆိုခြင်းအဖြစ်ယောဘရဲ့အတ္တတာကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဆင်းရဲဒုက္ခများကိုကြော်ဖြတ်ရသည့်အခါ၌အင်မတန်မှသီးခံစိတ်နဲ့ကြော်ဖြတ်ရပါတယ်သို့တော်ညာလဲနောက်ဆုံး၌ဖိလဒက်ပြောခဲ့တဲ့ကဲ့သို့ပဲနောက်ဆုံး၌အလွန်ကြီးပွားလိမ့်မည်ဟုပြောတဲ့ကဲ့သို့ကြီးပွားလာတယ်ဆိုတာတွေ့ရပါတယ်ဒီနေ့ဤနှုတ်ကပတ်တော်မြတ်ကိုခံယူသောဓမ္မမိတ်ဆွေရောက်စီတိုင်းရဲ့အသက်တာမှာလဲကျွန်တော်တို့ရဲ့အသက်တာမှာကနဦးစစင်တုန်းကနော်အလွန်သေးငယ်တော်လဲနောက်ဆုံးနဲ့သင်ရဲ့အသက်တာမှာအလွန်ကြီးပွားခြင်းရှိလိမ့်မယ်လို့ကျွန်တော်အနေဖြင့်အားပေးနေခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့သင်ရဲ့အသက်တာမှာစိတ်ပျက်စရာနဲ့ရင်ဆိုင်ကြုံတွေ့ရတော့လဲလွယ်လေးနဲ့အရှုံးပေးအားလျှော့ခြင်းမရှိစေဘဲနဲ့တာ၍ပေးဆက်ခြင်းအဖြစ်အစအဦး၌တင်တည်ငယ်တော်လဲအဆုံး၌တင်တည်အလွန်ကြီးပွားလိမ့်မယ်လို့ကျွန်တော်အားပေးနေခြင်းဖြစ်တယ်လို့တရားသူကြီးမဆာအခန်းကြီး7အခန်းငယ်6ငါတို့သည်အမုံလူတို့ကိုစစ်တိုက်ရမည်အကြောင်းလာ၍ငါတို့ဤဘူမင်းလုတ်ပါဟုမှာလိုက်တော့ဒီဖြစ်စဉ်မှာအမုံလူတို့ကဣသရေလလူမျိုးတို့ကိုလာရောက်စစ်တိုက်မဲ့အခါမှာဣသရေလလူမျိုးတွေထဲမှာခေါင်းဆောင်မရှိပါဘူးအဲ့ဒီအတွက်ကြောင့်ဣသရေလလူမျိုးတက်ကြီးတွေကနော်ဒီဖက်သားကိုမှာလိုက်ပြီးတော့ငါတို့အတွက်စစ်လိုက်တိုက်ပါငါတို့ရဲ့ခေါင်းဆောင်ကိုလုတ်ပါလို့ပြောနေခြင်းဖြစ်ပါတယ်တကယ်တမ်းကျတော့ဒီဖက်သားရဲ့အသက်တာမှာခါတိမှုမြောက်များစွာဖြစ်ဖြတ်တန်းကြော်လာခဲ့သောသူဖြစ်ပါတယ်သူ့ရဲ့ဖေကဂိလက်ဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့မိခင်ကပြည်တစာအမျိုးသမီးဖြစ်တဲ့အတွက်ရေဖက်သားလေးအရွယ်ရောက်လာတဲ့အခါကျတော့မိသားစုအတိုင်းဝိုင်းတန်းမှာအမွေကိုမခံစေခြင်းတဲ့အတွက်သူ့ကိုနှင်ထုတ်ပါတကယ်တမ်းပြန်ကြည့်မယ်ဆိုလို့ရှိရင်ရေဖက်သားရဲ့အသက်တာအပေခံပါဒါပေမဲ့သူ့ရဲ့အသက်တာအရွယ်ရောက်လာတဲ့အခါကျတော့နော်ဖျားသခင်ကသူ့ကိုပြန်ပြီးချီးမြှောက်တယ်ဆိုတာတွေ့ရပါတယ်ဒီအချင်းရကိုကြည်ချင်ရပြီကျွန်တော်သင်ခန်းစာ3ခုရရှိပထမတစ်ချက်ကသင်ရဲ့အသက်တာမှာလေသင်ဒီပယ်ထုတ်ခြင်းကိုခံရလဲစိတ်မပြတ်နဲ့တာ၍ကောင်းဖို့ရန်ဖြစ်တယ်လို့ခံယူတတ်ဖို့အရေးကြီးပါတယ်ဒီဖက်သားရဲ့ငယ်စဉ်ဘဝကအင်မတန်မှမျက်နှာငယ်ရပါတယ်အင်မတန်မှညီကူမောင်နှမအထိအထဲမှာပြစ်တင်ခြင်းရှုတ်ချခြင်းနောက်ဆုံးပယ်ထုတ်ခြင်းနှင်ထုတ်ခြင်းကိုခံရတော်သူဖြစ်တော်လဲသူ့ရဲ့အသက်အရွယ်တစ်ခုရောက်ရှိလာတဲ့အခါမှာသူ့အတွက်တော့ကောင်းသောအရာတစ်ခုဖြစ်စေခဲ့ပါတယ်။သူဟာမိသားစုထဲမှာနေလို့မရဘဲနဲ့တိုင်ဝမ်ထဲမှာနေခွင့်မရရှိသည့်အတွက်တခြားမှာတွားရောက်နေခြင်းအဖြစ်သူဟာပြန်လည်ပြီးတော့နော်ဣသရေလလူမျိုးတွေကိုဦးစီးရသောပုဂ္ဂိုလ်တူဖြစ်လာတယ်ဆိုတာတွေ့ရပါတယ်။ဒုတိယတစ်ချက်အနေနဲ့သူ့ကိုပယ်တော်သူတွေဟာတနေ့ကျတော့သူ့ရဲ့အကူအညီကိုလိုပါတယ်
ဒီနေ့သင်ကိုညင်းပယ်တဲ့သူတွေလည်းသင်ရဲ့အကူအညီကိုလိုအပ်မှာဖြစ်ပါတယ်ဒါကြောင့်မို့သင်စိတ်ပြတ်စရာမလိုပါဘူးနောက်ဆုံးတစ်ချက်အနေနဲ့အစပြုခြင်းမှာလူတွေအထင်သေးပါတယ်ဒါပေမဲ့နောက်ဆုံးသောနေ့မှာနော်အံ့ဩဖွယ်သောအမှုကိုပြုနိုင်မယ်ဆိုတာတွေ့ရပါတယ်ရစ်ဖက်သားရဲ့အသက်တာမှာအထင်မြင်သေးခြင်းခံရခြင်းကြောင့်မိသားစုအတိုင်းဝိုင်းကနေနှင်ထုတ်ခြင်းဖယ်ထုတ်ခြင်းကိုခံရတော်တယ်နောက်ဆုံးမှာသူ့ရဲ့အသက်တာအပြင်အံ့ဩဖွယ်သောအမှုကိုပြုနိုင်ခဲ့တယ်ဆိုတာတွေ့ရပါတယ်ဒါကြောင့်အစအဦး၌ငယ်ခဲ့သောရေဖက်သားရဲ့အသက်တာသည်နောက်ဆုံး၌အလွန်ကြီးပွားသောပုဂ္ဂိုလ်တူဖြစ်ခဲ့တယ်ဆိုတာတွေ့ရပါတယ်တမန်တော်ဝတ္ထုအခန်းကြီး၄အခန်းငယ်31မှာသင်တို့သည်တိုက်ကိုလှုပ်သောအခါပယ်ထား၍နောက်တစ်ဖန်ထိုတိုက်အထွတ်သို့ရောက်ပြန်သောကြောက်ဖြစ်၏ဒီအချင်းရကိုကြည်ခြင်းအဖြစ်နော်တိုက်ဆောက်တဲ့လူတွေဟာတစ်ခါတလေကြရင်မလိုအပ်တဲ့အဲ့ဒီကြောက်လေးကိုအုတ်ခဲလေးကိုပစ်ထားလိုက်ပါတယ်ဒါပေမဲ့နောက်ဆုံးအဆောက်အဦပြီးကနီးနေမှာဟိုးတိုက်ရအထွတ်မှာအပီးအောင်အဆုံးသတ်ဖို့ရန်အတွက်သူတို့ပယ်ထားတဲ့ကြောက်လေးကိုပြန်အသုံးပြုရဒီအချင်းရကိုကြည်ခြင်းအဖြစ်သင်တို့သည်တိုက်ကိုတီးလို့တဲ့အခါပယ်ထားသောကြောက်ကနောက်တစ်ဖန်တိုက်အထွတ်ကိုရောက်တယ်လို့ဒီနေ့သင်ရဲ့အသက်တာသည်သူတစ်ပါးဤဖယ်ထုတ်ခြင်းကိုသိခံရလေနောက်ဆုံးတစ်နေ့သင်သည်အထွတ်ကိုကြောက်တော့ကြောက်ကဲ့သို့ဖြစ်မယ်ဆိုတာကိုအားပေးနေခြင်းဖြစ်ပါတယ်အစအဦး၌သင်သည်ငယ်တော်လဲအဆုံးနဲ့အလွန်ကြီးပွားလိမ့်မယ်ဆိုတဲ့နှုတ်ကပတ်တော်လာသည့်အတိုင်းသင်ရဲ့အသက်တာသည်ဒီထက်မကဖျားသခင်တာ၍အသုံးပြုခြင်းကိုခံခြင်းအပြင်ဖျားသခင်ရဲ့ဘုန်းတော်အလင်းတော်ကိုတာ၍ထုံးနှံတော်သူဖြစ်ပါစေလို့ကျွန်တော်ဝင်ငါကြီးနှိကုံချုပ်ပါတယ်ဒီနှုတ်ကပတ်တော်မြတ်အားဖြင့်ကျမ်းသာသူအရောက်စီတိုင်းပေါ်ဖျားသခင်အစဉ်မြဲကောင်းကြီးပေးပါစေအာမင်